အားလုံးပဲမင်္ဂလာပါဗျာထွန်းတက်ပြီးကြိုဆိုပါရစေဒီနေ့မှာတော့ Facebook သုံးနေတဲ့အခါကိုနှိပ်မကြည့်ဘဲနဲ့ဗီဒီယိုတွေကအော်တိုပွင့်နေတာကိုမပွင့်အောင်ဘယ်လိုပိတ်ထားမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပြီးတော့မှဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးတော့ပါဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Facebook software တွေဝင်ပြရမှာဖြစ်ပါတယ် Facebook တွေဝင်လိုက်ပါဗျာဝင်လိုက်ပြီးသွားပြီဆိုတော့ကိုယ့်ရဲ့အကောင့်ဒီနေရာလေးပေါ့နော်ပြန်ပြီးတော့ဝင်လိုက်ပါနော်ကျွန်တော်တို့ဒီမှာဆိုရင်တော့ဗီဒီယိုတွေအော်တိုပွင့်နေပါတယ်နော်ဒီမှာဆိုလည်းဗီဒီယိုတွေအော်တိုပွင့်နေကိုမကြည့်ဘဲနဲ့ဗီဒီယိုတွေအော်တိုပွင့်နေရအောင်ကျွန်တော်ပိတ်ပြမှာဖြစ်ပါတယ်အဲဒါမို့ပေါ်မှာရှိတဲ့ဒီနေရာလေးဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ setting ဆိုတဲ့ဒီနေရာလေးကိုပေါ့နော်ထပ်ပြီးဝင်ပြရမှာဖြစ်ပါတယ်ဒီ setting ဆိုတဲ့ဒီနေရာလေးပါ setting နဲ့ရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ media ဆိုတဲ့နေရာလေးရှိပါတယ်နော် media ဆိုတဲ့ဒီနေရာလေးပါ media ဆိုတဲ့ဒီနေရာလေးဝင်လိုက်ပါဗျာမီဒီယာတွေကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော် auto ဆိုတဲ့ဒီနေရာလေးပေါ့ဒီနေရာလေးမှာ၃ခုရှိရပါတော့ဒါကျွန်တော်ကတော့အပေါ်ဆုံးမှာဖြစ်နေရပါတော့အပေါ်ဆုံးကဟာဆိုရင်တော့ဒီ mobile data နဲ့ပဲဖြစ်ဖြစ် wifi နဲ့ဖြစ်ဖြစ်ကြည့်တဲ့ခါကျရင် video တွေက auto ပွင့်မဲ့ဟာပါနော်အပေါ်ဆုံးကတစ်ချက်ကတော့ဒီအောက်ကဟာတွေကကျတော့ wifi only ပေါ့နော်ကို wifi ဖွင့်မှာပဲဒီဟို video တွေက auto ပွင့်မှာပဲဖြစ်ပါတယ်တကယ်လို့ကိုကြည့်မှာပဲပွင့်ကျင်နေဆိုရင်အောက်ဆုံးမှာရှိရဲ့ never ဆိုတဲ့ဒီနေရာလေးကိုပြောင်းလိုက်ပါနော်အဲ့လိုမျိုးပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်ပြန်ပြီးတစ်ချက်ပြန်ပြပြီမယ်နော်နေရာကိုပြောင်းလိုက်ပါပြောင်းပြီးသွားရင်ကျွန်တော်တို့ဒီမှာဗီဒီယိုတွေကိုကြည့်မှာပေါ့နော်ကျွန်တော်ဗီဒီယိုတွေကြည့်တဲ့ခါကျရင်အော်တိုဒီမှာပလေးတော့ပေါ့နော်အော်တိုပွင့်မနေတော့ဘူးကျွန်တော်အောက်မှာတခါထပ်ပြီးကြည့်မယ်ဒါဆိုလည်းအော်တိုပွင့်မနေတော့ဘူးပေါ့နော်ပုံမှန်တိုင်းဆိုရင်ဒါတွေကအော်တိုပွင့်နေရရာတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတစုံတရာအကျိုးကျေးဇူးရှိမယ်ဆိုရင်တော့ like and share လုပ်ပြီးတော့ပါအောင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်